ဒါကျွန်တော်တို့ BAIC တရုတ်ကားလို့ပြောပြမယ်လေသူ့နေရာနဲ့တူပေါ့နော်ကျွန်တော်တောင်ကြီးကနေပြီးတော့မှနောင်ကားနေပြီးတော့မှအင်တာနက်ကိုဆင်းတဲ့ဒီဒေါ်လန်လေးကနေပြီးတော့ကျွန်တော်အမတရားပေါ့ဗျာတွားရိုက်ခဲ့တာလေးရွှေဘက်ကိုဆင်းတဲ့နေရာလေးအမဒေါ်လန်လေးမောင်းပြတဲ့ပုံစံလေးကျွန်တော်ရိုက်ခဲ့တယ်အမတရားပေါ့ဗျာအမမြင်းခွေနဲ့ရောက်တော့မြင်းနဲ့ချီရနေပြီးရိုက်တယ်ကျွန်တော် landscape တွေပဲရိုက်တာများတော့ကြောညာဒီလက်ခံနေတာပဲဖြစ်ဖြစ်အများတော့အဖြစ်ကဒီရှုခင်းနေနဲ့ပဲတွဲရိုက်တာများတယ်ပေါ့နော်အဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းညီတိုင်းအားလုံးပဲထူးကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလည်းအားပေးပါဦး။